ဒီကနေ့မှာရခိုင်ကကျွန်တော်တို့ကဲလေးစားထိုက်တဲ့ဖခင်တောင်းများเนาะကျွန်တော်တို့တဲ့တော်မှာပို့ဆောင်ပေးတဲ့အတွက်ဘုရားရှင်နာမတော်ချီးမွမ်းပါတယ်ဟာလေလုယာအာမင်ဒီကနေ့မှာเนาะကျွန်တော်တို့ဖခင်များနေဆိုတာကဖခင်များကုန်ပြုတဲ့နေ့ဖြစ်ပါတယ်เนาะဖခင်များကိုကျွန်တော်တို့ဆရာဟန်ကလည်းပြောသွားပါတယ်ဘာကြောင့်ဖခင်များနေနော်သူပြောတော့တဲ့အထဲမှာတစ်ချက်ကလေးကိုကျွန်တော်အရင်မှားရတဲ့ဘိုင်းရှိတယ်တတိထားမိတဲ့သူများရှိမလားမသိဘူးเนาะကျွန်တော်မိခေါင်းလေးတစ်ခုမိချင်တယ်ဘာကြောင့်ဖခင်များနေကျမ်းပါတယ်ဖခင်များနေကျမ်းပါရတဲ့အကြောင်းရင်းကဖခင်တွေကိုဂုဏ်ပြုဖို့တန်ဖိုးထားဖို့ဖြစ်ပါတယ်เนาะကျွန်တော်တို့အမှန်ဆိုရင်တလမှာတစ်ခါလောက်ဖခင်တွေကိုဂုဏ်ပြုတဲ့တယ်ထင်တယ်เนาะဒါမှကလေးတွေရဲ့အသက်တာမှာဖခင်ရဲ့တန်ဖိုးပို့ပြီးနားလည်မယ်ဖခင်ရဲ့တန်ဖိုးเนาะဖခင်တွေရဲ့ဘေးဆန်မှုเนาะဖခင်တွေရဲ့ချစ်ချင်းမေတ္တာပို့ပြီးနားလည်ရင်ကလေးတွေရဲ့အသက်တာမှာเนาะမိဘတွေကိုယူတည်လာမယ်เนาะဖခင်ရဲ့အလိုတော်တဲ့အသက်ရှင်လာမယ်ဆိုရင်မိသားစုတိုင်းကဘယ်လိုပြောဆွန်နဲ့အသက်ရှင်တယ်ဆိုရင်တော့အသင်းတော်တိုင်းလည်းကျမ်းမာတဲ့အသင်းတော်ဖြစ်လာမယ်เนาะဒါကမိသားစုကနေစလာတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့ခေါင်းစဉ်ကတင့်ကိုဖြစ်ပွားစေတော့အပဂုံပြုခြင်းเนาะယူပြီးပါဂုံပြုပါဆိုပြီးမှခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်တုတ်တန်ချမ်းခန်းချင်း23အပိုင်းငယ်20မှာတင့်ကိုဖြစ်ပွားစေတော့အပဤစကားကိုနားထောင်တော့အာမင်တင့်ကိုဖြစ်ပွားစေတော့အပဤစကားကိုနားထောင်တော့ဆိုလို့စတောင်းခြင်းနဲ့စက်ကရအောင်ကိုရောရှင်ဖယားဒီကနေ့မှာမထက်မတန်ပဲနဲ့ကိုရောဖယားရဲ့နှုတ်ကပတ်တော်အဖြစ်ဖခင်များရဲ့အရေးကြီးခြင်းဖခင်များကိုဂုဏ်ပြုတဲ့နေ့မှာနှုတ်ပတ်တော်ဝင်လာရတဲ့ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုရောဖယားကျွန်တော်နဲ့အတူပါရှိပါဒီမှာရောက်ရှိလာတဲ့တူတိုင်းရဲ့အတ္တမှာဖခင်တိုင်းရဲ့တန်ဖို့ဖခင်တိုင်းကိုတာ၍ယူတည်လေးစားတတ်ဖို့ရမဆန်တဲ့ကောင်းချီးပေးသနာတော်မူပါအချိန်တိုင်းလုံးစုံကိုတော့လက်ထက်နဲ့စိတ်ကနိုင်ပါဖြစ်ခင်အာမင်ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့မှာဖခင်၃မျိုးရှိတယ်ဆရာတိုင်ကအစပိုင်းမှာနေပြောသွားတယ်ကျွန်တော်ပြောရမယ့်အရာတွေခြုံပြီးမှသူပြောသွားတယ်ယုံကြည်သူတယောက်ဖြစ်ပြီဆိုရင်ကျွန်တော်တို့မှာဖခင်၃မျိုးရှိတယ်မယုံကြည်သူအတွက်တော့ဖခင်က2မျိုးပဲရှိတယ်မယုံကြည်သူတွေနဲ့ယုံကြည်သူတွေရဲ့တူညီချက်ကပါလဲဆိုတော့ကျွန်တော်တို့မှာအားလုံးမှာမွေးဖခင်ဆိုတာရှိတယ်ဒါပေမဲ့မယုံကြည်သူတွေမှာတခြားတယောက်ရှိသေးတယ်လားပါလဲဆိုတော့စာတန်မာနဖြစ်တယ်သူတို့ကစာတန်ရဲ့သားသမီးတွေဖြစ်တယ်ကျမ်းစာကပြောတယ်ဖခင်ကိုမယုံကြည်တဲ့သူတွေကစာတန်ရဲ့သားသမီးတွေဖြစ်တယ်ဆိုတော့လောကရဲ့မောင်မိုက်ရဲ့သားသမီးတွေဖြစ်တယ်ဒါပေမဲ့မယုံကြည်သူတွေကကြတော့ကိုယ့်ရဲ့မွေးဖခင်ရှိတယ်ပြီးတော့မှဝိညာဉ်ဖခင်ဆိုတာရှိတယ်နော်ဝိညာဉ်ဖခင်နှုတ်ကပတ်တော်အားဖြင့်တွင်တင်ဆုံးမတဲ့ဆရာမတွေနော်ဖခင်တရားနဲ့ကြီးထွားလာအောင်ဖခင်တရားနဲ့ရှောက်လန်းနိုင်အောင်တွင်တင်မဆတဲ့ဆရာမတွေကကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ရဲ့ကောင်းကင်ဖခင်နော်ကျွန်တော်တို့ကိုအသက်ပေးပြီးမှရွေးလို့တဲ့ယေရှုခရစ်တော်ဖခင်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ဒီအရာတွေကိုသူတို့ရဲ့အနစ်နာခံမှုတွေသူတို့ရဲ့ပေးဆပ်မှုတွေအနည်းငယ်စီကြည့်ပြီးမှဘယ်လိုကျွန်တော်တို့ဂုဏ်ပြုရမလဲเนาะသူတို့ရဲ့တက်တာကျွန်တော်တို့ရဲ့တက်တာမှာဒီဖခင်တွေကိုကျွန်တော်တို့ဘယ်လိုတန်ဖိုးထားရမလဲဆိုတဲ့ຢာတွေကိုဆိုတော့အနည်းငယ်စီကျွန်တော်တို့ကြည့်ပြီးမှဘာယူဖို့ဖြစ်ပါတယ်နံပါတ်1မှာသင်ဤမွေးဖခင်ကိုဂုဏ်ပြုပါမွေးဖခင်ဆိုတာကကျွန်တော်တို့မိသားစုကနေစရမယ့်အရာဖြစ်တယ်မိသားစုမှာမပြေလည်တဲ့เนาะမိသားစုမှာကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဖခင်ကိုမယူတည်ဘူးကိုယ့်ရဲ့ဖခင်ကိုမလေးမစားဆက်ဆံတယ်ဆိုရင်တော့အပြင်မှာလည်းပူပြီးဒုက္ခရောက်မှာဖြစ်တယ်အိမ်မှာအဆင်မပြေဘူးเนาะမိဘကိုလုံးဝမယူတည်တဲ့သူအထူးသဖြင့်ကိုယ့်ရဲ့အဖเนาะကိုမွေးဖွားစေတဲ့ဖခင်ကိုမယူတည်တဲ့သားသမီးတွေကမအောင်မြင်ဘူးလို့ပြောကြတယ်ရက်ကွက်ထဲမှာပြဿနာအဖြစ်နိုင်ဆုံးတော့သူတွေကလည်းသူတို့တွေထဲကပဲဖြစ်တယ်ဆိုတော့
ကိုယ့်ရဲ့မိဘသူတို့ကိုယ့်ရဲ့ဖခင်ကိုယူတည်ဖို့ကအရင်အရေးကြီးတယ်ဒီနေရာမှာဖခင်တယောက်ကမိသားစုတူကဘာတွေလုပ်ပြီးတယ်လဲဆိုတာပံ့ပိုးပေးတယ်အလုပ်သွားရတယ်မသွားချင်လဲသွားရတယ်နော်ခက်ခက်ခဲခဲနဲ့သူများရဲ့အောက်မှာအလုပ်လုပ်ရတာကနော်လူတိုင်းရဲ့အလုပ်ချိန်ဆုံးတော့အရာမဟုတ်ဘူးဒါပေမဲ့လောက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့မိသားစုအတွက်စားဝတ်နေရတဲ့ဆင်ပြီးအောင်ကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်တယ်ဒါဖခင်တို့ရဲ့ပေးဆပ်မှုဖြစ်တယ်ပြီးတော့ဖခင်တိုင်းကလိုင်းဝင်မှုပြတယ်ကိုယ့်ရဲ့မိသားစုကိုဘယ်လိုလှုပ်ဆောင်မလဲဘယ်လိုသွားလာရမလဲဒီအရာတွေကဖခင်ရဲ့ဦးဆောင်မှုအောက်မှာနော်လမ်းပြတ်မှုအောက်မှာဘယ်လိုပြောမလဲစီးစီးလုံးလုံးနဲ့စက်ကတ်တဲ့မိသားစုတိုင်းကအောင်မြင်တယ်တခါတလေမှာပြဿနာကဘာဖြစ်လဲဆိုတော့ဇနီးတွေကအရင်အရေးကြီးတဲ့ဒီညမှာအမျိုးသမီးတွေဇနီးတွေကသူ့ရဲ့ခင်ပွန်းတွေကိုသူ့ရဲ့သားသမီးတွေရဲ့ရှိမှမယူသေးဘူးကောင်းကောင်းမွန်မွန်မဆက်ဆံလို့ဆိုရင်တော့သားသမီးတွေကသူ့ရဲ့ဖခင်ကိုပဲတော့မှယူနေမှာမဟုတ်ဘူးเนาะဒီအတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့မိသားစုထဲမှာသားသမီးတွေကမိဘကိုယူတည်နိုင်ဖို့မိဘကိုအထူးသဖြင့်အဖေကိုယူတည်ပြီးမှအဖေရဲ့စကားနာခံနိုင်ဖို့ရန်အမေကနော်အမေကသူဝင်ပြီးမှပါဝင်ပန်းပြီးဖို့ရန်တော့တာဖြစ်တယ်ဒါဖခင်တိုင်းကအများနဲ့မိသားစုအတွက်အချိန်ပေးတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနော်သူကအနိနာခံပြီးမှပင်ပန်းချင်းများစွာနဲ့အနိနာခံတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့မွေးဖခင်ကိုကျွန်တော်တို့ဘယ်လိုဂုဏ်ပြုရမလဲနံပါတ်1မှာလေးစားမှုကအရင်အရေးကြီးတယ်လေးစားခြင်းအဲ့ဖက်ခန်းချင်း6အပိုင်ငယ်နေမှာမိဘကိုယူတည်စွာပြုတော့ဒါကခုနကျမ်းပိုက်ထဲမှာဖခင်များနဲ့ကျမ်းပါရတဲ့အကြမ်းရဲ့ထဲမှာဒီဒါလည်းပါတယ်မိဘကိုယူတည်စွာပြုတော့ဒါဘုရားပြည့်ညက်ချက်ဖြစ်တယ်ဒီအရာကမိဘကိုယူတည်စွာပြုရမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာမှာဘာမှစုပ်ယုပ်เสียရမရှိဘူးထိုကဲတော့လုပ်တဲ့အခါမှာဖြစ်သေးလဲဆိုတော့တင်းနေပြေတော်၌ကောင်းစား၍အသက်တာရှိနေကြကျွန်တော်တို့ကောင်းစားဖို့ပဲဖြစ်တယ်ကိုယ့်ရဲ့မိဘယူတည်မယ်ကိုယ့်ရဲ့ဖခင်ကိုယူတည်မယ်ဆိုရင်ကျွန်တော်တို့ရဲ့သက်တာမှာကောင်းစားမယ်ဆိုပြီးမှဖယားသခင်ကနှုတ်ကပတ်တော်ထဲမှာပြောထားတယ်ဆိုတော့ကျွန်တော်တို့ရဲ့သက်တာထဲမှာအောင်မြင်ဖို့ကောင်းစားဖို့ကျမ်းမာဖို့ကဖယားသခင်ကအဲ့ဒီကောင်းခြင်းမင်္ဂလာကိုပြမဝတ်ထားတယ်လဲဆိုတော့ဖခင်တို့ရဲ့လက်ထဲမှာဝတ်ထားတာဖြစ်တယ်ကိုယ့်ရဲ့ဖခင်ကိုလေးစားဖို့အရေးကြီးတယ်နံပါတ်1ဂရုစိုက်ဖို့လိုအပ်တယ်လူတစ်ယောက်ဖြစ်လာပြီဆိုရင်တပိပိနဲ့အသက်ကြီးလာပဲမယ်40 50 60ကျွန်တော်ရဲ့အသက်40ပြည့်ပြီးနောက်ပိုင်းညမှာအိတ်လို့မရတဲ့အချိန်မှာအများနဲ့စဉ်းစားတဲ့ရကကျွန်တော်ထင်ထားတာထက်အတိတ်ကကြီးလာတယ်လို့ခံစားတယ်ဘယ်လိုပြောမလဲကိုရဲတွေးတော့နော်ဆရာဟဲလင်တို့လူပြောသလိုစိတ်ကတော့နှုတ်ပေမဲ့နော်အတိတ်ကနံပါတ်1နော်တဖြည်းဖြည်းနဲ့ရေသွက်လာတော့50 60 90အသက်ကြီးလာရင်ဘယ်လိုဖြစ်လာမလဲဆိုရင်မှုတွေပေါ့နော်တခါတလေကျရင်မဟုတ်တဲ့အရာတွေကျွန်တော်ဆိုရင်တွေးမိတယ်ဒါပေမဲ့လူဆိုတာကအဲ့လိုပါပဲကျွန်တော်ရဲ့အသက်တဖြည်းဖြည်းနဲ့ကြီးလာမယ်ဒီမှာကျွန်တော်ပြောချင်တဲ့အရာကကျွန်တော်တို့ရဲ့ဖခင်တွေကျွန်တော်တို့ရဲ့မိဘတွေအသက်ကြီးလာတဲ့အခါမှာကျွန်တော်တို့မှာပြန်လည်ပြီးမှကြည့်ရှုဖို့ရကျွန်တော်တို့မှာတာဝန်ရှိတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဆိုရင်အထူးသဖြင့်တားထဲမှာပေါ့နော်တားအခြေဆုံးကအထူးသဖြင့်တာဝန်ယူပြီးမှမိဘကိုကြည့်ရှုတာဖြစ်တယ်ဒါပေမဲ့အမှန်ဆိုရင်သားသမီးတိုင်းရဲ့မိခင်ဖြစ်တယ်သားသမီးတိုင်းရဲ့ဖခင်ဖြစ်တယ်သားသမီးတိုင်းကပြန်လဲကြည့်ရှုဖို့ပြန်လဲဘယ်လိုပြောမလဲလိုအပ်တဲ့အရာတွေစောင့်ရှောက်ပေးဖို့ရသားသမီးတိုင်းမှာတာဝန်ရှိတယ်ဆိုတော့သူတို့ကိုအသက်ကြီးလာတဲ့အခါမှာကျွန်တော်တို့မိဘတွေကိုဂရုစိုက်ဖို့တချို့တွေကပါလဲမိုးပွဲရိပ်တာမှာထားတာမျိုးနော်တနေရာမှာထားပြီးမှမိဘကိုဒီတိုင်းပြစ်ထားတဲ့သူအများကြီးရှိတယ်ဆိုတော့ဖခင်ကိုချစ်တဲ့သူတိုင်းကကိုယ့်ရဲ့မိဘတွေကိုအသက်ကြီးလာတဲ့အခါမှာလဲမပြစ်ထားပါနဲ့နော်ဒီအရာလေးပြောရှင်းတယ်ကျန်ချက်ကတစ်ခန်းချင်းအပိုင်းငယ်ရှိဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုဆက်သွားမယ်အဖနံပါတ်3အချက်မှာကြတော့အဖရဲ့စကားကိုနားထောင်ခြင်းစကားနားထောင်ခြင်းဘုရားလူချင်းတဲ့အရာဖြစ်တယ်ခုနလည်းကျွန်တော်တို့ကျမ်းစာထဲမှာဖတ်တော့တင်းကိုဖြစ်ပွားစေတော့အဖရဲ့စကားကိုနားထောင်တော့ဘုရားသခင်ကမိန့်မှန်ထားတဲ့အရာဖြစ်တယ်ရွေးချယ်စရာပေးတာမဟုတ်ဘူးမိန့်မှန်ထားတာဖြစ်တယ်ကျွန်တော်တို့နားထောင်ဖို့ဖြစ်တယ်ဖပြောတဲ့အရာမိသားစုထဲမှာဦးဆောင်တဲ့သူတယောက်ကပစုံတရားပြောတယ်ဆိုရင်ကျွန်တော်တို့မှာနားထောင်ဖို့ပဲဖြစ်တယ်တခါတလေမှနော်
ဒီအရာကဘယ်လိုပြောမလဲတခါတလေဒီဖခင်များနေရောက်တဲ့အချိန်မှာဖခင်များနေဆိုတာကဖခင်တွေကိုဂုံပြုတ်တဲ့နေ့ဖြစ်တယ်တော်တော်များများကဘာလုပ်တတ်လဲဆိုတော့ဖခင်တွေလုပ်ရမယ့်အရာနော်အဲ့လိုမျိုးဖခင်လုပ်ရဲ့တာဝန်ဆိုပြီးမှဖခင်တွေကိုဆုံးမတယ်အရာမျိုးတွေလုပ်တတ်ကြတယ်ဒါပေမဲ့ဒီအရာကမဟုတ်ပဲနဲ့ဖခင်များနေမှာเนาะကျွန်တော်တို့သားသမီးတွေအနေနဲ့ဖခင်တွေအပေါ်မှာကျွန်တော်တို့ယေရှုတရားအများစွာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ယေရှုတုံ့ပြန်ပြီးမှဒီနေရာမှာကျွန်တော်တို့စကားနာကောင်ချင်းအပြင်ကျွန်တော်တို့တုံ့ပြန်ရမှာဖြစ်တယ်ဒါကနှုတ်ကပတ်တော်မိန့်မှာထားတဲ့အရာဖြစ်တယ်ပြီးတော့ကောလောသဲခန်း7ပိုင်းငယ်20မှာသားသမီးတို့မိဘစကားကိုအရာရာ၌နားထောင်ကြတော့မိဘစကားကိုနားထောင်ခြင်းမှုဒီဖယားနှစ်သက်တော်မူတော်မူဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေကဖယားကိုချစ်တဲ့သူတွေဖြစ်တယ်ဖယားနှစ်သက်တော်အရာနဲ့ကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့မိဘစကားနားထောင်ခြင်းကဖယားနှစ်သက်တော်အရာကျွန်တော်တို့တစ်ဖက်ကနေပြန်ကြည့်တဲ့အခါမိဘတိုင်းကကိုယ့်ရဲ့သားသမီးတွေရဲ့အနာဂတ်အတွက်ကောင်းစားဖို့ရန်ကိုယ့်ရဲ့သားသမီးတွေကိုဆုံးမဖို့လဲလိုအပ်တယ်ချစ်တော့ချစ်ရမယ်နော်ဒါပေမဲ့ကျွန်တော်တို့ဆုံးမပြီးမှလမ်းမှန်လို့ရောက်နိုင်ဖို့ဖယားကြောင့်မရောက်နိုင်တဲ့သူကလမ်းမှန်လို့ရောက်နိုင်ဖို့ဆွဲခေါ်ဖို့မိဘတိုင်းမှာတာဝန်ရှိတယ်မမိုးကသက်တည်ခံသွားတယ်သူကဒီမှာလှုပ်တယ်ခက်ခဲနဲ့အလုပ်လုပ်တယ်ပြီးတော့သူကပြောလဲဆိုတော့သူ့ရဲ့သားသမီးတွေကိုလည်းဘုရားကျောင်းထဲမှာပါဝင်စီခြင်းတယ်လူငယ်တွေထဲမှာဘုရားကျောင်းထဲမှာပါဝင်စီခြင်းတယ်ဘုရားကျောင်းထဲမှာကြီးပြင်းစီခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူကဘုရားရဲ့ကောင်းမြတ်ခြင်းမီးစမ်းတဲ့အတွက်ကြောင့်သူကဘုရားတရားထဲမှာသူ့ရဲ့သားသမီးတွေကိုလမ်းမှပို့ဆောင်စီခြင်းတာဖြစ်တယ်ဒါကမိဘတိုင်းရဲ့တာဝန်ဖြစ်တယ်ကိုယ့်ရဲ့သားသမီးတွေကိုအနည်းဆုံးဘုရားကျောင်းနော်သူတို့ကဘုရားတရားဘယ်လောက်ပဲဘုရားအကြောင်းကိုဘယ်လောက်ပဲစာငတ်နေပါစေနော်မစာငတ်နေပါစေပေါ့ကျွန်တော်တို့သူတို့ကိုအရာဘုရားကျောင်းတော့အရာဆွဲခေါ်ပြီးမှနော်ကျွန်တော်တို့တွဲခေါ်ဖို့ရန်မိဘတိုင်းမှာတာဝန်ရှိတယ်ပြီးတော့ကျွန်တော်တို့ယေရှုတဲ့စကားပြောဖို့လည်းအရေးကြီးတယ်ကျွန်တော်တို့ရဲ့ယူရလို့ပြောရမလားမိဘတွေကိုယေရှုတဲ့ဆိုတဲ့အရာမျိုးမိဘတွေကိုချစ်တယ်ဆိုတဲ့အရာမျိုးကျွန်တော်တို့တိတ်မပြောကြဘူးကျွန်တော်ဖိလိပ္ပိန်မှာကျောင်းတက်တဲ့အချိန်မှာထူးဆန်းဆုံးတော့အရာပါလဲဆိုတော့အထူးသဖြင့်နောက်နိုင်ငံသားတွေဆိုရင်သူတို့ကတွေ့တဲ့ခါတိုင်းမှာဒီလိုတယောက်နဲ့တယောက်ဘယ်လိုခေါ်လဲဟာကြတယ်ပေါ့နော်ပွေဖက်ကြတယ်ချစ်ချင်းမေတ္တာပေးတယ်ပွေဖက်ကြဟာတွေ့တယ်ဒါနည်းနည်းကျွန်တော်တို့တော်ထူးဆန်းတယ်ပေါ့နော်ဒါအပါတယ်နော်သူတို့ပြောပြဒီလိုမျိုးလူတယောက်ကအနည်းဆုံးတရက်မှာအနည်းဆုံး9ခါလောက်ဒီလိုပွေဖက်ရန်လိုအပ်တယ်ဒီလိုပွေဖက်ခြင်းအဖြစ်ဘာရတယ်လဲဆိုတော့ဘယ်လိုပြောမလဲယုံကြည်စိတ်ချမှုချစ်ချင်းမေတ္တာပုံပြီးခံစားရတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့လည်းနောက်ပိုင်းမှာပိုအစင်ပြလာတယ်ပေါ့နော်ပိုအစင်ပြလာတယ်ဆိုတော့ဒီအရာကိုယ့်ရဲ့မိဘတွေပေါ်မှာကျွန်တော်တို့ရဲ့ကဂျေဇုတဲ့စကားပြောဖို့နော်ပြီးတော့ချစ်ချင်းမေတ္တာပြသဖို့ရန်နော်ကျွန်တော်တို့လိုအပ်တယ်ပြီးတော့မှနောက်နံပါတ်5ချက်အနေနဲ့ဖယားတရားနဲ့အသက်ရှင်ခြင်းနော်ကျွန်တော်တို့သားသမီးတွေကိုဖယားတရားနဲ့အသက်ရှင်တဲ့အခါမှာကိုယ့်ရဲ့မိဘတွေကဝမ်းသာတာဖြစ်တယ်ဖယားရဲ့အလိုတော်နဲ့ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာကိုယ့်ရဲ့မိဘတွေကဝမ်းသာပြီးမှဒီအရာအပြင်ကျွန်တော်တို့ကောင်းခြင်းမင်္ဂလာကောင်းပြန်တကားဘုရားတရားဖွင့်ဟပြီးမှကျွန်တော်တို့ရဲ့တက်တာမှာကောင်းစားပြီးမှအောင်မြင်ခြင်းရမှာဖြစ်တယ်ဆိုတော့ဒါကနံပါတ်ပထမပိုင်းမှာဖခင်เนาะကျွန်တော်တို့ရဲ့မွေးဖခင်တွေပေါ်မှာဆိုတော့ဂုဏ်ပြုရမယ့်အပိုင်းဖြစ်တယ်နံပါတ်1တစ်ချက်မှာကြတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်လူတိုင်းမှာဝိညာဉ်ဖခင်ဆိုတာရှိတယ်เนาะဝိညာဉ်ဖခင်ဆိုတာရှိတယ်ကျွန်တော်တို့ကိုအမြဲတမ်းဘုရားကျောင်းလာနိုင်အောင်အမြဲတမ်းတွေးခေါ်ပေးတဲ့သူကျွန်တော်တို့ကိုနှုတ်ကပတ်တော်ဖြစ်အမြဲတမ်းဝင်ငါပေးတဲ့သူအမြဲတမ်းဆုတောင်းပေးတဲ့သူအသင်းဥစ္စာလည်းဖြစ်နိုင်မယ်เนาะကိုယ့်ရဲ့ဆုတောင်းဖို့ဆုတောင်းဖက်လည်းဖြစ်နိုင်မယ်လူငယ်အသင်းခေါင်းဆောင်လည်းဖြစ်နိုင်မယ်เนาะအမျိုးသမီးခေါင်းဆောင်လည်းဖြစ်နိုင်မယ်ကိုယ့်ရဲ့เนาะဝိညာဉ်ဖခင်เนาะကိုကိုဖယားနဲ့နေဆက်အောင်ဆွဲဆောင်ပေးတဲ့သူကိုကျွန်တော်တို့ကျေးဇူးတင်အရန်အရေးကြီးတယ်အထူးသဖြင့်ကျွန်တော်တို့ဖယားကြားမှာဆိုရင်အသင်းဥစ္စာတွေကဘယ်လိုပြောမလဲအဆဆရာရာပေးဆိုင်ရမယ့်အချိန်ရှိမယ်အဲ့ဒါကျွန်တော်တို့ဘယ်လိုပြောမလဲတိတဲ့ချိန်ရှိမယ်မတိတဲ့ຢာလည်းရှိမယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုဖယားနဲ့နေဆက်အောင်လှုပ်ဆောင်တဲ့သူကိုကျွန်တော်တို့နံပါတ်1မှာဘယ်လိုမိသားပြနိုင်မလဲကောင်းပြရမလဲဆိုတော့ချစ်ချင်း
ချစ်ချင်းမေတ္တာကအရန်အရေးကြီးတယ်ကိုယ့်ရဲ့ဆရာတွေကိုချစ်ရအောင်နော်မုန်းတဲ့အရာထက်မုန်းတာထက်ချစ်ပေးမှဆုတောင်းပေးရအောင်ပြီးတော့ဒါကတစ်သက်ခန်းချင်း၅ပိုင်းနဲ့စနစ်မှာတွေ့ရတယ်နံပါတ်1ချက်မှာကျတော့ကျွန်တော်တို့ပန့်ပူချင်းလည်းလိုအပ်တယ်ပန့်ပူချင်းဆိုတဲ့နေရာမှာငွေကြေးတစ်ခုတည်းပဲပန့်ပူချင်းမဟုတ်ဘူးဒါလည်းအရေးကြီးတယ်တိမောသေထဲမှာစင်ဘောလူကပြောတယ်သင်းအုပ်တို့ကိုနော်အလိုနှစ်ဆခံထိုက်တော့သူဖြစ်တယ်ပန့်ပူကြပါကြိုးစားအားထုတ်ကြပါပန့်ပူရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုပန့်ပူရမလဲဆိုတော့စုတောင်းချင်းပြန်လဲကျွန်တော်ပန့်ပူလို့ရတာခွန်အားပေးချင်းပြန်လဲပန့်ပူလို့ရတာဖြစ်တယ်ပြီးတော့နံပါတ်3ကြမှာနံပါတ်3မှာကြတော့နိုင်ခံပြီးမှသစ္စာရှိချင်းဖြစ်နော်ဘုရားစကားကျွန်တော်တို့ကအခါတလေမှာဒီလူကြတော့ကြည်လို့မရဘူးဘုရားကိုတော့ချစ်တယ်ဒီလူတွေတော့အစင်မပြေဘူးဆိုတဲ့အရာမျိုးရှိတတ်တယ်ဒါပေမဲ့ဘုရားနဲ့အမှန်တကယ်ကျွန်တော်တို့ဘယ်လိုပြအစင်ပြေတယ်ဆိုရင်တော့တခြားဘုရားရဲ့လူတွေဘုရားတော်ပြတဲ့လူတွေနဲ့အစင်မပြေနိုင်တဲ့အကြောင်းမရှိဘူးဘုရားသားသမီးတွေနဲ့အစင်မပြေနိုင်တဲ့အကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်တို့သစ္စာရှိဖို့လိုတဲ့ဟေပြတ်ခန်းကြီး7တော့အပိုင်းငယ်7ခွန်မှာသင်တို့ကိုပို့တော်သူတို့ရဲ့စကားကိုနားထောင်လေနှိမ်ချမြတ်ကြတော့တဲ့နံပါတ်4မှာစုတောင်းပေးခြင်းခုနပြောပြီးသွားပြီနံပါတ်5မှာကျတော့သူ့ရဲ့အားနဲ့ချက်ကိုကာကွယ်ပြီးမှသူနဲ့အတူရပ်တည်ပါနော်ကိုယ့်ရဲ့ဆရာတွေကအားနဲ့ချက်တွေနဲ့အများနဲ့ရှိတယ်ဘယ်ဆရာပဲဖြစ်ဖြစ်ဘယ်ခံဝိညာဉ်ပဲဖြစ်ဖြစ်အားနဲ့ချက်ရှိတယ်ဒီလိုမျိုးအားနဲ့ချက်တွေတခါတလေကြရင်တချို့တော့သူတွေကအဲ့လိုမျိုးဘယ်လိုပြောမလဲလက်ညှိုးထိုးရှင်းတဲ့လူရှိတတ်တယ်ဒါပေမဲ့ကိုယ်တိုင်ကအဲ့လိုမျိုးလုပ်တဲ့သူမဟုတ်ပဲနဲ့အမြဲတမ်းစုတောင်းချင်းနဲ့ပတ်မိုးပြီးမှအမြဲတမ်းရက်တူတဲ့သူဖြစ်ခွင့်ရအရေးကြီးတယ်သူတို့ဖရားရဲ့ရှိမှနော်ဖရားရဲ့လူတယောက်ကဖရားရဲ့ရှိမှမတက်တော်တဲ့အရာကိုလုံးမိတယ်ဆိုရင်အဲ့ဒါကဖရားနဲ့သူနဲ့ဖြည့်ရှင်းရမှာဖြစ်တယ်ကျွန်တော်တို့ဖြည့်ရှင်းရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကစုတောင်းခြင်းဖြင့်ပတ်မိုးဖို့ဖြစ်ပါတယ်ဆိုတော့နံပါတ်3အချက်မှာကြတော့တင်ဤကောင်းကင်ဖခင်အကုန်ပြုပါကျွန်တော်တို့ကောင်းကင်ဖခင်ကထာဝရဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်တို့အချိန်တိုင်းနေရတဲ့เนาะအမြဲတမ်းဘုရားကိုကျွန်တော်တို့ဂုဏ်ပြုဖို့ရန်လိုအပ်တာဖြစ်တယ်ဘုရားရဲ့ပေးဆက်မှုကကျွန်တော်တို့မဖော်ပြနိုင်ဘူးအရန်မြလုံးနဲ့ဘုရားသခင်ကဘယ်လောက်ထိပေးဆက်ခဲ့တယ်လဲဆိုတော့သူ့ရဲ့တပါးတေတော်သားတော်ယေရှုခရစ်တော်ကိုကျွန်တော်တို့ပေးဆက်တယ်ပေးဆက်ခဲ့တယ်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ပေးခဲ့တယ်เนาะအရှိကအကျဉ်းစာဘလို့ဖတ်သွားတယ်ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ပေးဆက်တယ်ပြီးခဲ့တယ်ပြီးတော့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုသားတော်ကိုယုံကြည်တဲ့သူတယောက်ချင်းစီတိုင်းကိုထာဝရဘုရားသခင်ကပေးထားတာဖြစ်တယ်ကျွန်တော်တို့ဘုရားပေးထားတဲ့အရာကအများကြီးပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အဲ့ဒီကောင်းကင်ဖခင်ကိုဘယ်လိုကုန်ပြရမလဲဆိုတော့နံပါတ်1မှာချစ်ချင်းမေတ္တာပဲချစ်ချင်းမေတ္တာကမဖြစ်မနေလိုအပ်တဲ့အရာဖြစ်တယ်ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်သူ့ကိုယုံကြည်တဲ့သူတိုင်းကချစ်ချင်းမေတ္တာပြန်တုံ့ပြန်ဖို့နော်ဘုရားကိုချစ်တဲ့သူဘုရားကိုအမှန်တကယ်ချစ်တယ်ဆိုရင်ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့သူတွေလည်းကျွန်တော်ချစ်ရမှာဖြစ်တယ်ဘိုးအဝေးမှာရှိတဲ့သူတွေလည်းချစ်ရမှာဖြစ်တယ်ဘုရားကိုမသိသေးတဲ့သူတွေလည်းကျွန်တော်တို့ချစ်ရမှာဖြစ်တယ်နော်ဒီကိုယ့်ရဲ့ညီကောင်မောင်နှမတွေချစ်ချင်းအဖြစ်နော်ဘုရားရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့တုံ့ပြန်ပြီးမှဘုရားကိုဂုဏ်ပြုဖို့ဖြစ်ပါတယ်ပြီးတော့ကိုးကွယ်ခြင်းဘုရားကိုအမှန်တကယ်ကိုးကွယ်ခြင်းအဖြစ်ကျွန်တော်တို့ဘုရားရဲ့ချစ်ချင်းမေတ္တာကိုတုံ့ပြန်ဖို့ဖြစ်တယ်ဘုရားကိုကိုးကွယ်တယ်ဆိုတာကတခါတလေမှကျွန်တော်တို့ကဒီလိုမျိုးเนาะချင်းဆိုပြီးမှเนาะဒီအရှိမှမတရားတဲ့ချင်းလူတွေရဲ့ရှိမှเนาะကျွန်တော်တို့ရက်ပြီးမှဘုရားနဲ့စကားပြောတဲ့ချင်းတစ်ခုတည်းပဲကိုးကွယ်ခြင်းလုံးမှကြတယ်ကိုးကွယ်ခြင်းကကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းတစ်ခုလုံးကဘုရားကိုးကွယ်ခြင်းဖြစ်တယ်ဘုရားကြောင့်အဲမှာထိုင်တဲ့အချိန်လက်ကိုးကွယ်တာပဲအပြင်မှာဘယ်သူမှမရှိတဲ့အချိန်မှာเนาะမဖွယ်မရလုပ်ပြီးတဲ့အရာရှိရင်လည်းအဲ့ဒီအရာဖြင့်ကျွန်တော်တို့ဘုရားကိုကိုးကွယ်တာဖြစ်တယ်ဆိုတော့ဘုရားနှစ်သက်တဲ့အရာနဲ့အများအားကျွန်တော်တို့ကိုးကွယ်တဲ့သူကြီးကြီးတယ်နံပါတ်3ချက်မှာကြတော့နှုတ်ကပတ်တော်ကိုစိတ်နှလုံးကျွမ်းမဲ့နဲ့နာခံခြင်းဖြင့်ကျွန်တော်တို့ကိုးကွယ်ဖို့ဖြစ်တယ်တရားဟောရာကျမ်းခန်းကြီး28ပိုင်းနဲ့ဒီမှာယနေ့ငါဆင့်ဆိုသမျှတော့ပြည့်ညတ်တို့ကိုသင်နေကျင့်ဆောင်ခြင်းအပြင်သင်ဤဘုရားကံထာဝရဘုရားစကားတော်ကိုစိတ်စိတ်နားထောင်နေသင်ဘုရားသခင်ထာဝရဘုရားဒီလူမျိုးတကာတို့ထက်တိတ်ကိုချီးမြှောက်ဘုရားကိုကျွန်တော်တို့ချစ်မယ်ဆိုရင်ဘုရားသခင်ကျွန်တော်တို့ကိုချီးမြှောက်မှာဖြစ်တယ်။နော်ဘုရားချီးမြှောက်ခြင်းခံခြင်းရင်ဘုရားကိုချစ်ပါ
များများချစ်ပါနံပါတ်4မှာကောင်းကင်ဖခင်အားထောက်၍အသက်ရှင်ခြင်းဖြင့်ဒီအရာကကျွန်တော်တို့ကိုးကွယ်ခြင်းနဲ့လည်းနည်းနေဆက်တယ်ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်ကိုထောက်ပြီးမှကျွန်တော်အသက်ရှင်ဖို့ဖြစ်တယ်တကယ်လို့သဆုံးတရားလှုပ်တော့မယ်ဥပမာဆုံးဖြတ်ချက်တစ်ခုလင်မယားမိသားစုကြားမှာပြဿနာဖြစ်တယ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင်တစ်ခုခုဆုံးဖြတ်ချက်မချခင်မှာတကယ်လို့ယေရှုခရစ်တော်ကဒီနေရာမှာရှိရင်နော်ဖခင်တခင်ကဘယ်လိုမျိုးဆုံးဖြတ်ချက်ချဖို့ရန်အလိုရှိမလဲနော်ဖခင်ကိုထောက်ပြီးမှကျွန်တော်တို့လုပ်တဲ့အရာတိုင်းလုပ်ဆောင်ဖို့ဖြစ်ပါတယ်နံပါတ်5မှာကျတော့အစေခံနှလုံးသားဖြင့်အမှုတော်ဆောင်ဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတဲ့ဖခင်ကိုယုံကြည်ပြီးပြီဆိုရင်ကျွန်တော်တို့တထောင်တနေရာမှာဖခင်အတွက်ပါဝင်ဖို့ရန်ဖခင်အလိုတော်ရှိတယ်ဒါပေမဲ့ဖခင်ရဲ့အမှုတော်ပြမှာပါဝင်တယ်ဆိုပြီးမှကျွန်တော်တို့ကဘယ်လိုပြောမလဲထိန်းချုပ်ဖို့မဟုတ်ဘူးနော်တချို့တွေကအမှုတော်ဆောင်တယ်ဆိုပြီးမှလူတွေထိန်းချုပ်ခြင်းတယ်ဟာငါခွင့်ပြုချက်မရရင်မလုပ်ရဘူးဆိုတဲ့ဟာမျိုးအရန်ထိန်းချုပ်ခြင်းတယ်အဲ့လိုမျိုးစိတ်တိုင်းနဲ့လုပ်တဲ့အခါမှာဖခင်ကအလုပ်မရဘူးဖခင်တခင်ရဲ့ဘုန်းတော်မထင်ရှားဘူးဆိုတော့အစီခံတော့နှလုံးသားဖြင့်ဖခင်ရဲ့အမှုတော်ဆောင်တဲ့အခါမှာเนาะကျွန်တော်တို့နှိမ်ချခြင်းနဲ့ချစ်ချင်းမေတ္တာနဲ့လုပ်တဲ့အရာတိုင်းကအသင်းတော်တည်ဆောက်เสียဖြစ်ဖို့ရเนาะရည်ရွယ်ချက်နဲ့ကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့เนาะအဲ့လိုမျိုးဘယ်လိုပြောမလဲထိန်းချုပ်လို့တော့စိတ်နဲ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာဖခင်ရဲ့ဘုန်းတော်ညှိုးနှွမ်းစေတာဖြစ်တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့အစီခံတော့နှလုံးသားနဲ့အမှုတော်မြတ်မှာပါဝင်နိုင်ဖို့ရန်ခွင့်အားပေးခြင်းတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ရဲ့အသက်တာမှာဖခင်သုံးမျိုးရှိတာဖြစ်ပါတယ်ကိုယ့်ရဲ့ဝိဖခင်ရှိတယ်ကိုယ့်ရဲ့ဝိညာဉ်ဖခင်ရှိတယ်ကောင်းကင်ဖခင်ရှိတယ်ကျွန်တော်တို့ချစ်ချင်းမေတ္တာနဲ့တို့တို့ရဲ့အလိုအတိုင်းအသက်ရှင်ပြီးမှเนาะအထူးသဖြင့်ကိုယ့်ရဲ့မွေးဖခင်ကိုเนาะကျွန်တော်တို့တကယ်လို့တစ်ခါမှဖခင်ပေါ်မှာကိုယ့်ရဲ့မွေးဖခင်ပေါ်မှာဂျေဇုတစ်ခါမှမတင်သေးဘူးเนาะကျွန်တော်ကိုယနေ့ဖြစ်လိုက်အောင်ကျွေးမွေးဆောင်ရှောက်ပေးတယ်เนาะကြောင်းထားပေးတယ်เนาะအကောင်းဆုံးစူးစမ်းလို့ဆောင်ပေးတယ်ဆိုပြီးမှတခါမှမပြောသေးဘူးဂျေဇုမတင်သေးဘူးဆိုတော့ဒီနေ့မှာအခွင့်အရေးရှိသေးတယ်ဆိုရင်ဒီနေ့မှာဂျေဇုတဲ့စကားပြောလိုက်ပါဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကိုယ့်ရဲ့မွေးဖခင်မရှိတော့ဘူးဆိုရင်လုံးဝအားမငယ်နဲ့ကျွန်တော်တို့မှာဝိညာဉ်ဖခင်ရှိသေးတယ်အတူတူဆူတောင်းပေးလို့ရတာဖြစ်တယ်အတူတူเนาะအတူတူခွာပေးပြီးမှเนาะကျွန်တော်တို့ဖခင်ရဲ့မျက်နှာအတူတူရှာလို့ရတာဖြစ်တယ်ပြီးတော့အရေးကြီးဆုံးတော့ရာကပါလဲဆိုတော့ကျွန်တော်တို့မှာကောင်းကင်ဖခင်ရှိတယ်အချိန်တိုင်းနေရာတိုင်းမှာသူကိုเนาะလွတ်တဲ့အချိန်တိုင်းမှာခေါ်လို့ရတာဖြစ်တယ်သူ့အပေါ်မှာကျေးဇူးတင်စကားပြောပါဘုရားနဲ့တွားလာပါလို့ဆိုရင်ကိုယ့်ရဲ့အတ္တမှာကောင်းစားပြီးမှအောင်မြင်ချရမှာဖြစ်တယ်ဆိုပြီးမှကောင်းပေးခြင်းတဲ့အလုံးပေါ်ဘုရားကောင်းချီးပေးပါစေအာမင်